Premier League ရာသီတုပွဲစဉ်တွေထွက်လာပြီဆိုတော့လေအားလုံးပဲညင်ခုန်နေကြပြီထင်ပါတယ်အထူးသဖြင့်ဖွင့်ပွဲစဉ်မှာ Manchester United နဲ့ Arsenal တို့အသင်းကြီးတွေတွေ့နေတာဆိုတော့ပို့ပြီးတော့စိတ်လှုပ်ရှားစေရပေါ့ဒီနေ့ season မှာတော့လေအသစ်က Premier League ရာသီအဖွင့်ပွဲတွေကအမှတ်ရစရာအခိုက်အတန့်တချို့ကိုပြန်ပြီးတော့ကြည့်ကြမယ်ဆောင်းမတွေကချက်လက်တွေကိုအခြေခံပြီးတော့ပေါ့ဒီမှတ်တရအဖြစ်ပြက်တွေကရာသီတစ်ခုလုံးကိုဘယ်လိုမျိုးအရှိန်ပေးခဲ့တယ်လဲဆိုတာလေးတွေပြန်တူးဆွကြည့်ရတာပေါ့နော်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ David Beckham ဟုတ်တယ်ဆောင်းဒီခွန်ကိုစီ6ကိုစီကြည့်ရသည် Man U ကဝင်းမဲ့တန်ကွင်းသွားကစားတဲ့ပွဲ Beckham ကလေကွင်းလက်မြင်းနာကနေမမထင်လန်းကန်လိုက်တာဂိုးဒန်နဲ့တန်းဝင်သွားရောအဲ့ဒီကောတကယ်လာတယ်ဒါဒီမကဘူးအဲ့ဒီအချိန်က Premier League ကဘာမှာစပြီးနာမည်ကြီးလာတဲ့အချိန်လေBeckham ကိုလည်းအဲ့ဒီဂိုးကတကယ်ကိုကျေပွင့်တပွင့်ချေသွားစေခဲ့တာစားလဲဖာကူဆန်တောင်ပြောခဲ့တယ်ဒါရာဒီရဲ့အကောက်ဆုံးဂိုးပဲအဲ့လောက်ထိပဲပြောမှာ Beckham ပေါ့နောက်တယောက်နည်းနည်းကွဲထွက်တယ်ပွဲဥထွက်မှာနာမည်ဆိုးကိုတတိရှိတုံ့ပြန်ခဲ့တဲ့သူ1994မှာစပန်းကိုရောက်လာတဲ့ Jurgen Klinsmann သူကဂိုးသွင်းကောင်းတယ်ဒါပေမဲ့1990ကမ္ဘာဖလားကကိစ္စကြောင့် diving ထိုးတယ်ဆိုပြီးဝေဖန်ခံရတာပေါ့နော်ဒါပေမဲ့ပွဲဥထွက်Sheffield Wednesday နဲ့ပွဲမှာခေါင်းတိုက်ဂိုးသွင်းပြီးသူအောင်ပွဲခံတဲ့ပုံစံကလေတမိုင်းဝင်သွားတယ်ကိုလောင်တဲ့အနေနဲ့မြေကြီးကို diving ထိုးပြလိုက်တာ Klinsmann died ပေါ့အဲ့ဒီအကြံကို Therefore Teddy Sheringham ကပေးခဲ့တာလို့နောက်ပိုင်းသူပြောတယ်ဒါကပရိသတ်အမြင်ကိုပြောင်းစေခဲ့တယ် Premier League အစောပိုင်းကလာရဲ့တကယ်အမှတ်ရစရာအခိုက်အတန့်တစ်ခုပဲပွဲဥထွက်အရေးပါပုံပြောရင်နောက်တစ်ယောက်လောင်းမယ် Sadio Mane 2016ခွဲရသည် Arsenal ကွင်းမှာ Liverpool ကပွဲဥထွက်အဲ့ဒါ Jurgen Klopp ရဲ့ပထမဆုံးရသည်ပြေးဆော့တဲ့နှစ်လေ Mane ကတကိုးတော့ဆွဲပြေးပြီးဘယ်ချင်တဲ့အပြင်းခံထလိုက်တာအိုးတကယ်ကိုအမခံကိုအဲ့ဒီဂိုးက Liverpool ရဲ့အဲ့ရသည်တိုက်စစ်ဘလို့လာမလဲဆိုတာကိုပြလိုက်တယ်လို့ပဲ Klopp ဆိုခုံပေါက်ပြီးအောင်ပွဲခံတာနောက်ပိုင်း Klopp ကတော့ Mane ဟာ Liverpool ရဲ့အကြီးကျယ်လုံးကစားသမားတွေကတယောက်လို့ပြောခဲ့တယ်လေအဲ့ဒီပွဲဥထွက်ကတော်တော်ရေးပါခဲ့တယ်ပွဲဥထွက်မှာချက်ချင်းအစွမ်းပြတာပြောရင် Sergio Aguero ကိုလည်းချန်ထားလို့မရဘူးနဗရောင်ဆက်တဲ့စနစ်မှာ Man City ကိုရောက်လာတာ Atletico ကနေဆိုတော့မျောလင်းချက်တွေကအကြီးကြီးပေါ့စွမ်းစီးတဲ့ပွဲမှာလူစားဝင်လာပြီးခဏလေးအတွင်းဂိုးသွင်းဂိုးဖန်တီးပြီးတော့နာကျင်အင်ဂျင်ပေါ်မှာနောက်တစ်ခုထပ်သွင်းသွားတယ်အဲ့လိုချက်ချင်းခြေစွမ်းပြတာက Man City တော့တက်ကက်ကိုအားပေးစေခဲ့တယ်အဲ့ဒီအသည့်ချန်ပီယံဖြစ်ခဲ့တဲ့ခီးရဲ့အစလို့ပြောလိုက်ရတယ် QPR နဲ့နောက်ဆုံးပွဲကသူ့ဂိုးကတော့ဘယ်သူမှမေ့မှာမဟုတ်ဘူးဟုတ်တခါလေကြောက်တော့လဲပွဲဥထွက်ဂိုးတွေကအလအားနဲ့နီးစနစ်ပိုင်းကအမရစရာဖြစ်တာမျိုးရှိတယ်1999-2000ရာသီက Chelsea နဲ့ Sunderland ပွဲ Gaspo ရဲ့ကို Gianfranco Zola ချပေးလာလိကလာတယ်အဲ့ကနေပိုရက်ကလီထဲမှာတပတ်လေသည်ကကြီးကန်ချက်နဲ့တွင်းသွားတာတကယ်ကိုအမှုပညာဆန်တယ် Chelsea ပြည်သက်တဲ့အတွက်တော့ဒါမမေ့နိုင်စရာပဲအချင်းနဲ့လီရာသီရင်နောက်ထပ်တစ်ခုတော့ပြောကြည့်အောင်တစ်ခုက2014-15က Eric Dyer စပါးအတွက်ပွဲဥထွက်အဲပွဲက Pochettino ရဲ့စပါးနီးပြပွဲဥထွက်လေဖြစ်တယ် West Ham နဲ့ပွဲမှာလေ Carnodon အနီထစ် Mark Noble penalty လွဲတယ်အချီနေကရှုပ်ရက်ခတ်နေတာအဲချိန်ကပွဲပြီးခါနီးနာခြင်းချင်းပိုကြောင့်မှာနောက်တန်းသမားဒါယာကဂိုးသမားကိုပါကြော်ပြီးအနိုင်ကိုတွေ့တယ်မှာတကယ်ကိုမထင်မှတ်ထားတဲ့ရှီရိုပဲ Pochettino ရဲ့စပါးအတဲ့ဘလို့စိတ်ဓာတ်မျိုးရှိမလဲဆိုတာပြလိုက်တယ်လို့ပဲနောက်ဆုံးတစ်ခုကတော့နီးပြတယောက်ရဲ့ပွဲဥထွက် Jose Mourinho 2015မှာ Chelsea ကိုရောက်လာပြီးပထမဆုံးသတင်းစာရှင်းလင်းပွဲမှာပဲ Special 1လို့ကြွေးကြော်ခဲ့တာလေပွဲဥထွက်ပွဲက Man U နဲ့အဲမှာကိုကျွန်းစင်ရဲ့တလုံးတဲတော်ကိုနဲ့ Chelsea နိုင်သွားတယ်ဒါကရိုးနိုင်ပွဲမဟုတ်ဘူး Mourinho ရဲ့ Chelsea အဲ့ဒီရာသီမှာလေ15ကိုပဲပေးရတဲ့ခန်းစစ်စံချိန်တင်ပြီး90အတွင်းပထမဆုံး Leaf La Yume ခရီးရဲ့အစားပြုကြီးညာချက်ဖြစ်ခဲ့တယ်အဲ့တော့ပြန်ချုပ်ရရင် Premier League ရာသီအဖွင့်ပွဲစဉ်တွေဆိုတာရလက်တက်ပို့ပါတယ်မမိနိုင်စရာဒရာမာတွေအောက်စရာဂိုးတွေနောက်ပြီးအနာဂတ်ဂန်ဒဝင်ဖြစ်လာမဲ့ကစားသမားတွေမွေးဖွားပေးတတ်တယ်ဒီလိုအမတ်တရားတွေကရာသီတိုင်းကိုစောင့်ရကြိုးနှက်စေတဲ့စိတ်လူရှားမှုတွေပိုတိုးစေတယ်ပေါ့နော်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးချန်ထားခဲ့ချင်တာကခုနပြောခဲ့တာတွေကနာမကြီးဥမာတွေပေါ့ဒါတဲ့အပြစ်မှတိတ်မထင်ရှားပေမဲ့တက်ဆိုင်ရာကလပ်တင်ပရိသတ်တွေအရန်အေးပါပြီးရာသီတစ်ခုလုံးရဲ့အတက်အကျကိုတွေ့ဝိုင်းပြီးပုံဖော်ထုတ်နိုင်တဲ့တကြားဘလို့အဖွင့်ပွဲစဉ်အခိုက်အတန့်တွေရှိနေနိုင်တယ်မလဲဆိုတာပါပဲ